နေပါအောင်ယူနီဖောင်းကဒီပြင်ဝန်ထမ်းနေနဲ့မတူပို့ပြီးတုံနေသလားလို့ ဟာကဲမင်းကတော့များနေပြီနော်ယူနီဖောင်းကိစ္စမင်းအလုပ်လားဟမ်မင်းနဲ့ဘာဆိုင်လုပ်လဲကဲပြန်လာတော့ကွာ မဟုတ်သေးဘူးဒီပြင်ဝန်ထမ်းနေထက်ကိုပို့ပြီးတော့ကိုတုံနေတာအဆင်ပြေမနေဘူးနော် ဟုတ်လေဆရာလေဆွေဒီလိုလေးဝင်ရင်ပို့ပြီးကြိုက်တယ်ဆိုလို့ပါနော်ဆရာ ဘာ ဟုတ်ပါဘူး ကဲမင်းဒီမှာဆက်ပြီးရှိနေခြင်းသေးတယ်ဆိုရင်နောက်ရက်ကစားပြီးဒီအပေါ်ကနေခြေမျက်စိထိအလုံးဝခက် အော်ဂုံလေးဆွတ်ခဲ့မယ်လေ ပို့ကောင်းတယ် ကျွန်တော်ယူနီဖောင်းချက်ရအောင်လားမ နေဝချနာဝမိုးချင်နေ တော်ပါတော့ကွာငါအရင်စိတ်ရှုပ်နေပြီနော်မင်းပြန်မလားငါပြန်ရမလားပြော ပြန်มาအောင်နောက်ဆုံးတစ်ခုပြောစရာရှိသေးတယ်လုံးဝအဆင်မပြေဘူးအော်စပင်တို့ rich light မှာရောင်းတဲ့ပစ္စည်းက kitchen cabinet အရန်ကိုတန်ရှင်းထားရမယ့်နေရာမှာဒီလိုစပင်မျိုးနဲ့အဆင်မပြေဘူးစပင်မွေးတွေကြားတာတော့ဘာလို့ဆိုအင်မတန်ယွန်စရာကောင်းတယ်ဆိုတော့ကတုံးတုံးလိုက် ဘာပဲ ကတုံးတုံးလိုက် ရှင်ကအရန်တရားလွန်နေပြီနော်ဒီဆိုင်ကရှင်းဆိုင်လည်းမဟုတ်သေးဘူးဆရာဆိုင် ဟုတ်တော့ပါလေ ရှုံဖို့ကောင်းလိုက်တာဆရာကျမအလုပ်ထွက်တော့မယ်ဒီမိန်းမကိုဘလို့မှသိမခံနိုင်တော့ ဟုတ်ပြီ ရှိုင်းလိုက်တာဟဲ့ ဒီမှာမင်းကတခုပြောမယ်နော်ငါမိဘတွေစိတ်ချမ်းသာပါစေတော့ဆိုပြီးတော့မှမင်းကအကောင်းဆုံးဖြစ်အောင်ဆက်ဆံပေးနေတာနော်မင်းဒါကိုရောက်တတ်မလားပဲထပ်ပြီးငါပြောမယ်မင်းကဘယ်တော့မှရှူမှာမဟုတ်ဘူးနော်သိလား ယူမိပါတွေစိတ်ချမ်းသာအောင်လို့ကိုယူရအောင်